ဒီနေ့ကတော့ honey sunscreen rating ပေးပြီး review ပေးမှာပါ sunscreen မလေးခင် moisturizer လေးမှာ Okay I have 4 packs ဒီထုတ်လေးကတော့ honey လက်ရှိဝယ်ပြီး try ဖြစ်နေတာပေါ့နော် Let's start with L'Oreal သူကတော့ SPF 50 ကိုမှ actually အရင် lightweight ဖြစ်တဲ့ New York ဒီနဲ့အရင် light ဖက်တယ်ပေါ့နော် white cast တိုင်းကလည်းမရှိဘူးဒါပေမဲ့ dry skin သမားနဲ့တော့အဆင်မပြေဘူးပေါ့နော် fast absorbing ဖြစ်တဲ့ဒါပေမဲ့ oil control မလို့ mattifying ဖြစ်သွားပါတယ် L'Oreal's rating next one ကတော့ Q-Press sunscreen Q-Press လေးကတော့ very budget save your price ကတန်း sunscreen လိမ့်လို့ရှင် two fingers မြမြလိမ့်ပြရပါမယ်ဒီ sunscreen ကလည်း lightweight ဖြစ်တယ်ဆိုတော့ New York ဒီနဲ့ light ဖက်တယ် L'Oreal နဲ့ Q-Press ရဲ့ sunscreen texture ကတော့တူတူပါပဲ lightweight အရင်ဖြစ်တယ်ဒါပေမဲ့ဘာကွာတော့လဲဆိုတော့ Q-Press ကပိုပြီး hydration ရှိရလိမ့်လို့ရှင် glow ရတယ်ဒါပေမဲ့ L'Oreal ကျော် mattifying ဖြစ်သွားတယ်ဒီလောင်တန်းနေလဲကောက်ွယ်ပေးပြီးတော့ white cast တွေလုံးဝမကြမ်းပါ honey ဒီလောက်အများကြီးလိမ့်တာမှာ honey လိမ့်မြလို့အများကြီးလိမ့်မှာကိုယ့်ရဲ့ skin ကတကယ်လောင်တန်းကောက်ွယ်ပေးမှာနော်ဒါကတော့ sticky တော့မဖြစ် honey တပေါ်ကြဒါကတော့ Q-Press ရဲ့ rating လေးပါ okay next Gatsun က honey ဝယ်လာ smooth sunscreen လေးဖြစ်ပါတယ်ဒါကကြတော့ very heavy ဖြစ်တဲ့တဲမှာပြီးတော့သူ့ရဲ့ main အချက်ကကြတော့အသားဖြူဖို့ brightening ဆိုတော့ရင်းနဲ့တိုင်မဲ့ဖြူရဒါပေမဲ့အချိန်ကြာလေအသားကြီးခြောက်သွားတဲ့တဲမှာပါဒါပေမဲ့ကစီမဖြစ်တာ honey တပေါ်ကြတယ်အခုကတော့ double sunscreen ဖြစ်ပါတယ်ဒါကတော့လိမ့်လိုက်လို့ရှိရင်အေးရခန်းစားချက်ရတယ်ဒါလေးကတော့နည်းနည်း sticky ဖြစ်ပြီးတော့ blending လုပ်ရတာနည်းနည်းခက်တယ်ပေါ့နော်ဒါပေမဲ့ zero white cast နော် zero Here's the rating sunscreen ထဲမှာတော့ Q-Press ကို honey အကြိုက်ဆုံးပါ What about you? What do you like the most?